ရိုးရိုးအိမ်ရှင်မဘွားကနေမာဖီးယားကောင်းဆောင်ဖြစ်လာသူဒီနေ့မှာအမေရိကန်ပြည်ထောင်စုကတာမန်အိမ်ရှင်မတယောက်ဖြစ်တဲ့လီဆာဟာမိဖို့ကြောင့်ထဲမှာဝမ်းနဲ့ပတ်လက်ငိုကြွေးနေတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့တူကြီးသောတားလေးကကောလိပ်တက်ဖို့အိမ်ကနေထွက်သွားရမှာမို့လို့ပါ။သူကမျက်ရည်တွေကိုတုပ်ပြီးတားဖြစ်သူအတွက်အိတ်တွေကိုပြင်ဆင်ပေးနေတော့ရုတ်တရက်သူ့ဖုန်းမြည်လာတယ်။တစ်ဖက်ကအမျိုးသမီးကသူ့ကိုအီတလီနိုင်ငံကိုချက်ချင်းလာဖို့လှမ်းခေါ်လိုက်တယ်။လီဆာကဒါကိုညှင်းဖို့လုပ်လိုက်ပေမဲ့တစ်ဖက်လူကအရေးကြီးတဲ့ကိစ္စမို့မဖြစ်မနေလာရမယ်လို့ပြောလာတယ်။လီဆာကတပြင်းချလိုက်ပြီးမြေရောက်ခန်းထဲမှာတချင်သားထောင်နေတဲ့သူ့ယောက်ျားကိုတွားခေါ်ဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့မြေရောက်ခန်းတကားကိုဖွင့်လိုက်တဲ့အချိန်မှာသူမထင်မှတ်ထားတဲ့ညင်ဝင်တစ်ခုကိုတွေ့လိုက်ရတယ်။သူ့ယောက်ျားကတခြားမျိုးသမီးတစ်ယောက်နဲ့ဖောက်ပြန်နေတာကိုမျက်ဝါးထင်ထင်တွေ့လိုက်ရတဲ့အချိန်မှာလီဆာကဘာကြီးပြိုလဲသွားသလိုခံစားလိုက်ရတယ်။သူချက်ချင်းပဲဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်ဒီအိမ်ဒီမိသားစုနဲ့ဒီဘက်ဝင်ချင်းကနေဝေးရကိုထွက်သွားမယ်ဆိုပြီးအီတလီကိုထွက်မဲ့လေယာဉ်ပေါ်ကိုတက်လိုက်ပါတော့တယ်အီတလီလေဆိပ်ကိုရောက်တော့လီဆာကသူ့နမဲကိုကင်ပြီးစောင့်နေတဲ့လူမယုံနဲ့အနိုးသားနှစ်ယောက်ကိုတွေ့လိုက်ရတယ်သူတို့ကလီဆာကိုကားအနောက်ရောင်ကြီးပေါ်တင်ပြီးတနေရာကိုအမြန်မောင်းထွက်သွားကြတယ်လမ်းဘေးဝဲရကအီတလီရဲ့အလားအပါတွေကိုငေးမဖို့တောင်အချိန်မရလိုက်ပဲသူတို့ကားကဖះเจ้าတစ်ခုရှိကိုရုတ်တရက်ထိုးဆိုင်လိုက်တယ်လီဆာကကားပေါ်ကဆင်းပြီးဖះเจ้าနဲ့ဝင်သွားတဲ့အချိန်မှာလူတွေအများကြီးဝိုင်းအောင်နေတဲ့အတုပအခမ်းအနားတစ်ခုကိုရောက်သွားတယ်အဲ့ဒီမှာလီဆာကိုဖုန်းဆက်ခေါ်တဲ့အမျိုးသမီးဘီယန်ကာနဲ့တွေ့တယ်ဘီယန်ကာကလီဆာကိုခေါင်းတလားနာခေါ်သွားပြီးဒါဟာလီဆာရဲ့အဖိုးဖြစ်သူပါလို့မိတ်ဆက်ပေးလိုက်တယ်ရုတ်တရက်ပတ်ဝန်းကျင်တစ်ခုလုံးဆူညံ့သွားပြီးတနတ်တန်တွေစက်တိုက်ထွက်ပေါ်လာတယ်။ခေါင်းတလားထမ်းနေတဲ့သူတွေကခေါင်းတလားကိုလမ်းမပေါ်ပြစ်ချပြီးထွက်ပြေးသွားကြတယ်။ဒီဆန်ကကြောက်လန့်တကြားနဲ့ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့လူတွေကတနတ်တွေကိုထုတ်ပြီးအပြန်အလှန်ကြိတ်ခတ်နေကြတာကိုတွေ့လိုက်ရတယ်။တနတ်ပွဲပြီးသွားတော့မှလီဆာအမှန်တရားကိုသိလိုက်ရတယ်။သူ့အဖိုးဟာရိုးရိုးဝိုင်လုပ်ငန်းရှင်မဟုတ်ဘဲနာမည်ကြီးမာဖီးယားကောင်းဆောင်ကြီးတယောက်ဖြစ်နေတာကိုပါ။အံ့ဩစရာကောင်းတာကအဖိုးဖြစ်သူရဲ့တည်တန်းစာအရဒီမာဖီးယားအင်ပါယာကြီးတစ်ခုလုံးကိုဆက်ခံရမဲ့သူဟာလီဆာဖြစ်နေတာပါပဲ။လီဆာကရင်းမို့စူးစမ်းပေမဲ့အချင်းကြီးတွေကသူ့ကိုတုံးပို့နေတယ်။နောက်တစ်နေ့မှာလီဆာကရန်ဘတ်ဂိုင်းကောင်းဆောင်ရိုမန်နိုနဲ့တွေ့ဆုံမှုချိန်လိုက်ရတယ်။စားတော့ဆိုင်ထဲမှာရိုမန်နိုကလီဆာကိုပြုံးပြနေပေမဲ့မျိုးလုံးထဲမှာအမုန်းတရားတွေပြည့်နေတယ်။ရိုမန်နိုကစပွဲအောက်ကနေအစိတ်ပလင်းလေးကိုတိတ်ဆိတ်ထုတ်လိုက်တယ်။ပြီးတော့လီဆာရဲ့ဝိုင်ခွက်ထဲကိုအစိတ်ခတ်လိုက်တယ်။လီဆာကဒါကိုမသိလိုက်ပဲခွက်ကိုလှမ်းယူဖို့ပြင်လိုက်တယ်။ဒါပေမဲ့လီဆာကအရန်စိတ်လှုပ်ရှားနေတာကြောင့်လက်တွေတုံပြီးခွက်ကိုကန်လိုက်တဲ့အချိန်မှာခွက်နှစ်ခွက်ကနေရာချင်းလွဲသွားတယ်။ရိုမန်နိုကသူ့အကွက်နဲ့သူပြန်ပြီးသွားမှန်းမသိပဲဝိုင်းကိုမော့တောက်လိုက်တယ်။စက်ကမိုင်းတွင်းမှာပဲရိုမန်နိုပါဇက်ကနေအမြုပ်တွေထွက်လာပြီးစပွဲပေါ်မှောက်ကျသွားတော့တယ်။လီဆာကတော့ကြောင်တောင်နဲ့ဘာဖြစ်သွားမှန်းအောင်မသိလိုက်ရပဲရန်သူကောင်းကောင်ကိုတတ်လိုက်မိလျက်သားဖြစ်သွားပါတော့တယ်။နောက်ထပ်ရင်ခုန်စရာကောင်းတဲ့အခန်းတစ်ခုကတော့လီဆာအိမ်မှာလှုပ်လှုပ်နေတဲ့အချိန်မှာပဲသူကအမေရိကန်ကရုံးချုပ်ဇွန်မီတင်လုပ်နေတော့သူ့နောက်ကလှုပ်ရှားမှုတစ်ခုကိုသတိထားမိလိုက်တယ်။ကျေးစားလူသက်သမားတယောက်ကအတန်တိတ်တနက်ကိုကင်ပြီးသူ့နောက်ကိုခြေတန်းလုံးလုံးနဲ့ကတ်လာတာပါလီဆာကကွန်ပျူတာစခရင်ကိုကြည့်ရင်ဟန်မပြတ်နေလိုက်တယ်သူ့မိုက်ခရိုဖုန်းကိုအသာလေးမြူးလိုက်တယ်လူသက်သမားကသူ့ပခုံးကိုလှမ်းကန်လိုက်တဲ့အချိန်မှာပဲလီဆာကစပွဲပေါ်ကထောက်ဖက်ကိုဆွဲယူပြီးနောက်ပြန်လှည့်ထိုးလိုက်တယ်ဒါလုံးထွေးတပ်ပုတ်ကြရင်လီဆာကသူ့တင်ထားတဲ့ကိုခံပညာတွေနဲ့ပြန်တိုက်ခိုက်တယ်နောက်ဆုံးမှာတော့လီဆာကထောက်ဖက်ရဲ့အချွန်နဲ့လူသက်သမားရဲ့မျက်လုံးကိုထိုးဆိုင်လိုက်ပြီးအဆုံးစီရင်လိုက်နိုင်တယ်ပြီးတော့မှကွန်ပျူတာရှစ်ပြန်ထားမိုက်ခရိုဖုန်းကိုပြန်ဖွင့်ပြီး sorry ပါရှင်လိုင်းနဲ့ကြသွားလို့ပါဆိုပြီးအစည်းအဝေးကိုဆက်လုပ်လိုက်ပါတော့တယ်ဇက်လန်ရဲ့အထိုးထိတ်မှာတော့လီဆာကိုသစ္စာဖောက်မဲ့သူကတခြားသူမဟုတ်ပဲသူ့ရဲ့ဝမ်းဝဲအကိုဖာဘရီဖြစ်နေတယ်။ဖာဘရီကဘိုင်းကျုံနေရာကိုလိုချင်လို့လီဆာကိုတတ်ဖို့ကြံစီတာပါ။ဝမ်ဆက်ယုံကြီးထဲမှာလီဆာနဲ့ဖာဘရီကိုထိတ်တိုက်တွေ့ကြတယ်။ဖာဘရီကတနက်နဲ့ချိန်ပြီးမောင်းခလုတ်ကိုဆွဲဖို့ပြင်လိုက်တယ်။လီဆာကဆက်ယုံရဲ့အပေါ်ထက်ဇင်းညံလမ်းပေါ်ကိုပြည့်တက်သွားတယ်။ဖာဘရီကအနောက်ကနေထက်တက်မကွာလိုက်လာတယ်။လီဆာကရှေ့ဆက်ပြေးစရာလမ်းမရှိတော့ပဲရက်လိုက်ရတယ်။ဖာဘရီကပြုံးပြီးအနားကပ်လာတဲ့အချိန်မှာလီဆာကသူ့ဘေးနာကရင်ညွှန်းငွေပိုက်လိုင်းရဲ့ခလုတ်ကိုတွေးလိုက်တယ်။သူကဖာဘရီကိုစကားပြောပြီးအာယုံလွှဲလိုက်ကရင်ညွှန်းငွေကိုရုတ်တရက်ဖွင့်ချလိုက်တယ်။ပူလောင်နေတဲ့ရင်ညွှန်းငွေကဖာဘရီမျက်နှာတက်တက်ကိုပန်းထွက်သွားပြီးသူကမျိုးလုံးမဖွင့်နိုင်ဖြစ်သွားတယ်။အဲ့ဒီအခွင့်အရေးကိုယူပြီးလီဆာကဖာဘရီကိုတွန်းချလိုက်ရမှစပီတီကျိတ်တဲ့ဆက်ကြီးရဲ့ပြုတ်ကျသွားပြီးဆက်သိမ်းသွားရပါတော့တယ်။ဇလန်းဆုံးမှာတော့နုနယ်တဲ့အရှင်မလီဆာဟာအီတလီရဲ့ဩဇာအကြီးဆုံးမာဖီးယားကောင်းဆောင်ဒွန်လီဆာအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။သူ့ကိုလာပတ်သက်တဲ့ယောက်ျားဟောင်းကိုလည်းပြပြတသားမောင်းထိုးလိုက်ပြီးသူ့ရဲ့အင်ပါယာတစ်ကိုဆက်လက်အုပ်ချုပ်သွားပါတော့တယ်။ဇလန်းကြီးကတော့ဒါပါပဲရှင်။ကျေးဇူးအများကြီးတင်ပါတယ်။